ကုန်းနာခုနာဘူဆောင်ဂုံပြုပူဇော်ပွဲခန္ဓာအစီအစဉ်ဖြစ်ပါတယ်အစီအစဉ်စတင်တော့မှာဖြစ်တဲ့အတွက်နမောတတ္တ၃ချိန်ရွတ်ဆိုပူဇော်၍အခမ်းအနားကြီးစတင်ဖွင့်လှစ်ကြပါစို့ခင်ဗျာနမောတတ္တဘဂဝါတောအရေယတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရေယမင်္ဂလာခီးလေးနဲ့အတူမင်္ဂလာစီတော်ဖြစ်နေခွင့်လွှတ်ရန်ဖြစ်ပါ